လာပါ grade 5သင်ကြားအခန်း၄ပြန်လည်လေ့ကျင့်ခန်း1စာမျက်နှာ48ကနံပါတ်6ကိုရှင်းပြပေးပါမယ်နံပါတ်6ညာဘက်ရှိပြထားသောပုံတွင်တောင်းပန်စတုဂံတုံးပုံအပေါက်တစ်ခုရှိသည်ထိုပုံကြီးထုတဲ့ကိုရှာပါလို့ပြောထားတယ်ပုံကိုကြည့်အောင်ပါအဲဆိုရင်ဒီမှာဒီပုံကြီးမှာပေါ့နော်အပေါက်ပါတယ်နော်ပု္ပ္ပာမှာရှာခိုင်းတာကစတုဂံတုံးတောင်းပန်စတုဂံတုံးပုံကြီးပေါ့နော်ပုံကြီးကနေပြီးမှဒီအပေါက်ရဲ့ပုံပေါ့နော်အပေါက်ရဲ့ဒူးတယ်ပေါ့နော်အပေါက်ဒူးတယ်ကိုဖယ်ပြီးမှဒီကြံတဲ့ဒူးတယ်ကိုရှာခိုင်းတာပါနော်ဒါဆိုလို့ရှိရင်ပုံမှန်အတိုင်းဒီတောင်းပန်စတုဂံတုံးကြီးကိုရှာမယ်ပေါ့နော်ပုံသင်နည်းကအလျားမြောင်းအနံမြောင်းအမြင့်နဲ့ပေါ့နော်ရှာမယ်ရှာပြီးလို့ရှိရင်သူ့မှာပါနေတဲ့ဒီအပေါက်ပေါ့နော်ဖယ်လိုက်မယ်နော်အပေါက်ရဲ့ဒုတွေကိုဖယ်လိုက်လို့ရှိရင်ဒီကြံနေတဲ့ဒုတွေပေါ့နော်သူရှာခိုင်းတဲ့ဒုတွေကိုရရှိမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ဒီအပေါက်ရဲ့ဒုတွေကိုလည်းဒီမှာဘယ်လိုရှာမလဲဆိုတော့ဒီမှာအလျားရဲ့အနံရဲ့ပေးထားရတယ်ပေါ့နော်ပေးထားတယ်ပြီးရင်အမြင့်လိုနေတာပေါ့နော်အမြင့်ကသူကဒီအပေါက်ကိုဘယ်လိုဖောက်ထားလဲဆိုတော့ပေါ့နော်ဒီထိတ်ကနေဒီထိတ်ပြင်ကနေပေါ့နော်အောက်ခြေဒီအပေါက်ဖောက်ထားတာเนาะဒါဆိုရင်သူ့ရဲ့အမြင့်ကိုပြောမယ်ဆိုလို့ရှိရင်ဒီဒုတဲ့ပုံကြီးပေါ့နော်ပုံကြီးနဲ့အတူတူပဲเนาะ3စင်တီမီတာရှိပါတယ်ဒါကြောင့်မလို့စာနဲ့ရေးပြီးမှဒါဆိုရင်တွက်လို့ရပြီပေါ့နော်တွက်မယ်ဆိုလို့ရှိရင်ပုံကြီးဒုတယ်ပေါ့နော်ရှာခိုင်းတဲ့ပုံရဲ့ဒုတယ်ကိုဒီပုံကြီးတွေကနေပြီးမှအလျားမြောက်အနံမြောက်မြင့်နဲ့ဒုတွေကိုရှာလိုက်မယ်ပုံကြီးဒုတွေကိုရှာမယ်သူ့စီမှာပါနေတဲ့ဒီအပေါက်ကိုပေါ့နော်နှုတ်လိုက်မယ်ပေါ့နော်အပေါက်ရဲ့ဒုတွေကအလျားမြောက်အနံမြောက်အမြင့်ဒီပုံနေနည်းနဲ့ရှာလိုက်မယ်ဒါဆိုရင်ပုံကြီးရဲ့အလျားကဒီမှာ30စင်တီမီတာနောက်အနံက8စင်တီမီတာပါเนาะ8စင်တီမီတာထည့်မယ်အမြင့်က3စင်တီမီတာဖြစ်ပါတယ်เนาะနောက်ပုံသေးပေါ့เนาะပုံသေးအပေါက်ရဲ့ဒီအလျားက4စင်တီမီတာအနံကလည်း4စင်တီမီတာဖြစ်တယ်နောက်အမြင့်ကပုံကြီးနဲ့အတူတူပဲเนาะ3စင်တီမီတာဖြစ်ပါတယ်เนาะအဲဆိုရင်ဒီညီမျှခြင်းကိုဆက်ပြီးရှင်းပါမယ်เนาะတွက်မယ်ဆိုလို့ရှိရင်3 8 24ပေါ့နော်24နဲ့10နဲ့မြောက်ရင်240ဒီအနှုတ်ပေါ့နော်ဒီဘက်ကခွဲကိုရှင်းမယ်ဆိုရင်3 4 12ပေါ့နော်12 4 48ပေါ့နော်ဒါဆိုရင်240အနှုတ်48ရပါပြီเนาะ240တွေက48နှုတ်ရင်192ရပါပြီเนาะအဲဆိုရင်ဒုတယ်ကြံတဲ့ဒုတယ်ကိုရပြီမလို့ကုဗပေါ့နော်unit ကစင်တီမီတာကုဗစင်တီမီတာရပါပြီเนาะအဖြေကိုရေးပါမယ်အဖြေပုံကြီးဒုတဲ့ညီမျှခြင်း192ကုဗစင်တီမီတာဆိုပြီးမှရပါပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်